အင်ဂျီကိုချွတ်လိုက်တဲ့တဲ့ပြင်နဲ့ကျွန်တော်နဲ့ပင်လိတဲ့ခန္ဓာကိုယ်ဟာအေးစက်တဲ့စာလောင်မှုတန်းကြောင့်တုံ့ကြီးလာခဲ့တယ်တစ်ကိုင်းတစ်ကိုင်းကိုကြည့်ပြီးအတီးအနံတစ်ခုခုမြန်တွေ့မလာလို့မျော်လင့်နေမိပေမဲ့ဘာမျော်လင့်ချက်မှမရှိတယ်လို့ခံစားခဲ့ရတယ်အဲဒီနောက်တစ်ကိုင်းကိုရှိသမျှအားနဲ့လှုပ်လိုက်တော့ဂါချင်းအနီးကောင်တွေကျွန်တော်ကိုပေါ်ကျလာခဲ့တယ်ကျွန်တော်နာကျင်လွန်းလို့အော်ဟစ်ခဲ့ပေမဲ့အဲ့ဒီနာကျင်မှုကပဲကျွန်တော်ကိုဆက်ပြီးအသက်ရှင်စေခဲ့တာအဲ့ဒီအချိန်ကပဲဥနှလုံးကိုကျွန်တော်တွေ့လိုက်တယ်ကျွန်တော်အရန်စာနေပြီပြိုအားညင်တယ်လို့ခံစားရပြီးမဲ့လည်းအဲ့ဒါတွေကိုစားလိုက်တယ်အဲ့ဒီရဲ့စားစာကကျွန်တော်ကိုအားနည်းငယ်ဖြစ်စေခဲ့တယ်ငင်္ဂါလေးနဲ့ရှူလာတဲ့တောနတ်ထဲကိုပို့တိုးပြီးရှော့ခဲ့တယ်အခုအင်းဒီတောင်းပြီးအော်ဟစ်ခဲ့ပြီးမဲ့ဘာတမ်းမှပြန်မကြားရဘူးအရာအားလုံးကတိတ်ဆိတ်နေခဲ့တယ်ညရောက်တော့ကျွန်တော်ခြေထောက်တွေပုတ်လာပြီးပိုးမားတွေကြိုက်ခဲတာခံခဲ့ရတယ်နာကျင်မှုကဆိုးရွားလွန်းပေမဲ့ကျွန်တော်အရှုံးမပေးခဲ့ပါဘူးနောက်တော့ဥတွေစားခဲ့တဲ့နေရာကိုပဲပြန်ရောက်လာတယ်စိတ်ဓာတ်တွေပြိုလဲခဲ့ပြီးမဲ့မပြီးသေးဘူးငါအသက်ရှင်ရမယ်လို့ကိုကိုပြန်ပြောခဲ့အဲ့ဒီနောက်ကောင်းကင်မှာလေးကင်းပြန်တန်ကြားလိုက်ရတယ်အနီရောင် officer ကိုခွေကန်းပြခဲ့ပြီးမဲ့ဘသူမှမမြင်ခဲ့ကြဘူးကျွန်တော်ရဲ့ morning တွေတဖန်ပျောက်ဆုံးသွားခဲ့ပြန်မြို့သမီးတွေကကျွန်တော်နဲ့အတူလမ်းလျှောက်နေတယ်လို့ထင်ခဲ့ပေမဲ့နိုးလာတဲ့အခါမှာတော့အိမ်မက်တစ်ခုမှတွေ့လိုက်ရတယ်ကျွန်တော်ရဲလည်းမရနိုင်မိုးလည်းမကွယ်ဘူးအသက်ရှင်ခြင်းနဲ့စိတ်တောင်ကုန်တော့ဖြစ်သွားခဲ့နှုံသေးကိုစတင်နှုတ်ဝင်နေချိန်မှာဒါကငါရဲ့နောက်ဆုံးနေ့ပဲလို့တွေးမိတယ်ဒါပေမဲ့ကျွန်တော်စိတ်အေးထားပြီးတစ်ကိုင်းတစ်ကိုင်းကိုကိုင်တာကိုဖင်းဆွဲတင်ခဲ့တယ်